အားလုံးပဲမင်္ဂလာပါညီမကတော့အိမ်ဒရာပါအိမ်ဒရာကဒီဗီဒီယိုလေးမှာ31ရက်နေ့ညမှာစပစ်သီးမစားချင်တဲ့သူတွေဘာလုပ်ရမလဲဆိုတဲ့အကြံဉာဏ်အတွက်ဒီဗီဒီယိုလေးကထောက်ကူပြပါလိမ့်မယ်ဒီဗီဒီယိုလေးမှာပြောရတဲ့အရာတွေကိုလှုပ်ဆောင်ပြီးတော့2026ကိုပိုကောင်းတဲ့လူသားတယောက်အနေနဲ့ဖြတ်သန်းနိုင်ပါစေလို့အိမ်တော်ကဆုတောင်းပေးလိုက်ပါတယ်ခုလိုနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်